လူတွေကြောင်းလေးရေးထားနည်းနည်းတသနာဆန်ဆန်လေးပေါ့နော်အချင်းနာမည်ကတော့ပထမတော့ကျွန်တော်လူလို့ပြတယ်ဒါပေမဲ့လူမကောင်းနဲ့လူကဇွန်းထွတ်လည်းရှိတယ်ဟုတ်တယ်အဲ့လိုနည်းနည်းအဲ့တော့ line နှချောင်းငင်းတဲ့လူတော့လူပဲကွာ line နှချောင်းငင်းပေါင်းလိုက်တဲ့စလုံးပေါင်းလေးကိုပေါ့ဟုတ်ကဲ့နောက်လည်းသိပြီ line နှချောင်းအဲ့တော့ကျွန်တော်သိတယ် line နှချောင်းဟုတ်ပါထိုင်ချလူအများဘုန်းကြီးကစာမထုတ်တီတိုင်းလူစားရုံကအသက်ရှင်နေထိုင်ရင်ဒုက္ခတော့ကများစွာကိုစီကိုငါပိုင်ဆိုင်ကြလူရင်းနဲ့လူပဝန်းကျင်မှာဒီထိုင်ချလူအများဘုန်းကြီးကရှာယုံကအရှိနေထိုင်ဒုက္ခတော့ကများစွာကိုစီကိုငါပိုင်ဆိုင်ကြချစ်လိုက်လောကတဲ့ဝေးကတဲ့ချစ်လိုက်မောလိုက်ဒီရတဲ့တမေရတဲ့ချိုးချိုက်တဲ့လူရောက်ချိုက်တဲ့လူအတင်းတော်တဲ့လူကဲရဲ့တဲ့လူဒီပြောတတ်ကြတယ်ကြတယ်နော်လို့ဆိုပါတော့ကိုလို့ဆိုပြသွားတဲ့တခြင်းတွေကြတော့ထွက်ပြသွားတယ်။ထွက်ပါတော့အခုထွက်ဖို့လုပ်တဲ့တခြင်းပေါ့နော်။အဲ့ဆိုကိုလို့နေလဲပေါ့နော်ဘယ် music platform တွေကနေဖြန့်ချင်မလဲ။ဘယ် music platform တွေဖြန့်ချင်လဲဆိုတာကတော့ music platform ကတော့သုံးလေးခုရှိတယ်နော်။ music လည်းရှိတယ်၊တိတ္တတာရှိတယ်၊ဒီတာလေးရှိတယ်။ဘယ်ကဖြစ်လဲတော့မပြောတဲ့ဘယ်လိုပေါ့နော်။အဲ့ဒီကမှတစ်ခုခုတော့လည်းဖြစ်မှာပေါ့နော်။အဲ့လိုTrio acoustic music channel ဆိုပြီးတော့ဟုတ်တယ် channel ဒီတဲ့ channel လေးလောက်ပါတော့အခုကတော့အခုတို့ဒါဆိုရင်ဥတီဆိုတဲ့သူအကောင့်မှာတင်နေဆိုတော့ trio ကောင်းနေအောင်ပါပဲဒီပါတော့အခုရှိမှ link လေးပါအခု link လေးလို့ YouTube က TikTok Facebook ကိုရှိရတယ်အဲ့မှာဆိုလည်း trio ဆိုပြီးတော့ပဲအောက်ပါတယ်တော့မယ်ပြီးတော့လို့လည်းအခု9တောင်းနေပြီးတော့တော့တင်နေမှာပေါ့နော်ပြီးတော့ trio page တက်လောက်မယ်ဟုတ် trio ဒီ ရှင်းနေတဲ့အစားအဆုံးနားထောင်ကျင်တော့ trio page မှာနားထောင်ပါနော်အတူထွာလေးတွေတော့အသီးသီး page ကနေတင်ပါမယ်ဟုတ်တယ်အဲ့လိုအခုလို့ trio acoustic music band အနေနဲ့ပေါ့နော် Black ဒီမှာရော live ဖြောပြဖို့ရှိလားရှင်ကျွန်တော်တို့ကတော့အစင်းသင့်ပဲလေတချင်းတွေလည်းကျွန်တော်တို့လှုပ်ထားပြီးကျွန်တော်တို့ဟို recording ဝင်တဲ့တချင်းလေးတွေလည်းအစင်းသင့်ဖြစ်နေတာလေးရှိပါတယ်ဒါပေမဲ့တခုကြီးကကျွန်တော် trio အနေနဲ့အသစ်ကလေးကျွန်တော်တို့စပြီးတော့တငင်း3ယောက်ဖွဲ့တည်လိုက်တဲ့အတွက် trio နဲ့ဒီတချင်းလေးတွေနဲ့ဟိုပေးတဲ့ကြားတွေရောက်လာတယ်ဆိုရင်တော့ဒီလို live တွေဟိုပြောပြအစီအစဉ်တွေကဒါနောက်ကသူ့ပါလာမှာပါအဲ့တော့ကျွန်တော်တို့အဓိကအားဆိုင်တာတချင်းလေးတွေပေးတဲ့ကြားတွေကိုကောင်းကောင်းမွန်လေးရောက်သွားဖို့ကျွန်တော်ဒါကိုပထမဆုံးစပြီးဥတည်နေကြပါခင်ဗျာဆောင်းကျူလာပြီးတော့ဒီ trio band နဲ့ပေးတဲ့ကိုချပြဖို့ပေါ့နော်အစဉ်သင်းဖြစ်နေပါပြီဟိုချိန်ရစိတ်မကြတော့ပါဘူးဒါတချင်းတွေကိုချပြပါတော့နော်အဲ့အတွက်ဟိုကျွန်တော်တို့ trio ကထွက်လာတဲ့အခါကြရလေအပိကြပါဟိုလို့ဆိုချင်းလေးတွေပဲနားထောင်လို့ကောင်းတယ်ရှင်ဆက်လက်ပြီးတော့စောင့်မျှော်အားပေးနေပါမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဟန်နီတို့ရဲ့ update message program ကိုကြည့်ရှုနေကြသူပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင် trio acoustic music band ကနေပြီးထွက်ရှိလာမယ့်တချင်းလေးတွေကိုလည်းဆက်လက်ဆောင်မြောက်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်နော်တကယ်စိတ်နှလုံးချမ်းမြေ့ပြီးတော့ပျော်ရွှင်ရမယ်လို့အာမခံပါတယ်ရှင်အဲ့တော့အပိကြဖို့တောင်းဆိုပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်